Yeah ကပ်ပြီတလားဖြစ်ရပြီပေါ့ Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပူတီချင်လေးကိုထပ်ပြီးတော့လှူစားတယ်ပူတီချင်မလို့ဦးချင်ပေါ့နော်ဟိုတစ်ခါကျတော့ကျလို့ဟိုလေဒီပူတီလေးလို့မဖြစ်ဘူးဒီတစ်ခါတော့ကျလို့ဒီမှာအောက်မှာတူလေးနဲ့6ခံပြီးတော့အဲ့ဒါခလို့ပြသူစမ်းကြည့်မယ်လေအဲ့ဒါဟိုတစ်ခါမဖြစ်ဘူးဆိုတော့ဒီတစ်ခါလည်းဖြစ်မလားဆိုပြီးတော့အဲ့ဒါစမ်းကြည့်တာအောက်မှာတူလေးနဲ့6ခံပြီးတော့လှုပ်ရတယ်လေကျလို့ YouTube မှာကြည့်တာပေါ့နော်နောက်တခြားလူတွေကလည်းဟိုတစ်ခါကလှုပ်တော့ပြောပြတယ်အဲတူလေးခံပြီးလှုပ်ဆိုပြီးတော့အဲ့ဒါခုတူလေးနဲ့6အောက်မှာခံပြီးတော့တစ်ဖက်ကကြတော့တက်တယ်ပေါ့နော်နောက်တစ်ဖက်ဆိုရင်အရွက်ကလေးပေါ့အဲဒီမှာနောက်တစ်ဖက်လှလိုက်တယ်နောက်တစ်ဖက်ကျတော့အရွက်ကလေးလှေးလိုက်တာပေါ့နော်ဆိုရင်အဲ့ဒါလေးကပိုးတီလေးတော့ဖြစ်သွားတယ်ဒါပေမဲ့လည်းပဲချို့တော့ဟိုကလေခလိုဝီလည်းအခုမှစပြီးတော့လုပ်တယ်ဆိုတော့သူအရင်ကြီးတော့မကျွမ်းကျင်သေးပေါ့နော်အဲ့ဒါနောက်တစ်ခါကြာမှပဲသူထပ်လုပ်ခိုင်းဦးမယ်သူကလည်းလုပ်ရတာကြိုက်တယ်ချက်တစ်ခုနေလို့မတယ်အေးရတယ်နော်ဟဲ့ပါရပြီရတမမဖြစ်တယ်လေမိဒီမှာအေးရဒီမှာလေးတလားရပြီလေ yes yeah ဒီမှာစီအလုပ်ပေါ်လေအေးရတယ်လေမမတို့အကြီးဖြစ်နေတယ်နှစ်ခုခွာလိုက်ရနှစ်ခုခွာရပြီတလားဖြစ်ရပြီပေါ့ I need to ဒီမှာဆိုအချိန်မှာမိတလားရနောက်တစ်ခါဆိုရင်ပိတ်ငယ်လေးဆိုလဲရတယ်တင်လားမိမလို့အပိတ်ငယ်လေးရခုနတလားရောက်ပါပြီလေ why is that ဘာဆိုမိစားရဟာမမလာဘာလဲဘာသာတော်ဟိုလေမလို့ဦးလေဟိုလေအချစ်ဟိုငါနဲ့တူစား right Yeah I know you know that yeah အမမစားတဲ့စိတ်မယ်အဲ့ဒါလေးကိုချူကစားနဲ့ဒီတိုင်းနှက်ထားလိုက်တာပေါ့နော်ဘာလို့ဆိုတော့ဒီထဲမှာရှိတဲ့ဒီအခါတက်ကလေးတွေပျောက်သွားတယ်အခါတက်လေးတွေပြောက်ဆိုပြီးစားလေးနဲ့ခဏလေးနှက်ထားလိုက်တယ်ခဏကြာလို့ရှိရင်သူကပျော့သွားရောအဲ့ဒါချိုကတော့အခုဒီပဲပြုတ်ထားတယ်ဒီနေ့အဲ့ဒါပဲပြုတ်ထားပြီးတော့အဲ့ဒါခလိုရဲ့သူကဒီမှာ zebra egg လေးတွေနဲ့လေအဲ့ဒါလေးတွေမဝင်အောင်ဆိုပြီးတော့သူက zebra egg လေးနဲ့သူကတေချာလေးထပ်ထားပေးတယ်ဒါလေးဆိုရင်သူ3-4ထုတ်လောက်တော့ရတယ်ပေါ့နော်တစ်ခါပြုတ်လို့ရှိချိုးကအဲ့ဒါကြတော့9ပေါက်ထုတ်တင်တယ်9ပေါက်ထုတ်10ပေါက်ထုတ်တစ်ခါလုံးလို့ရှိရင်အဲ့လိုမျိုးလှုပ်ပြီးတော့ချိုးကအဲ့လိုရေကက်တစ်တာထက်မှာတိတ်ထားပါတော့ကိုလိုချင်တဲ့ချိန်ထုတ်စားလို့ရအောင်လေဆိုရင်ချိုးလို့ကကြီးကိုက်မှာပဲဖြစ်မြတ်တော့အဖြစ်ကတော့ချိုးလို့ကကြီးကိုက်ကြော်ရင်ထက်စားတယ်နောက်ပြီးတော့ထမင်းကြော်ပေါ့နော်ထမင်းကြော်ရင်လည်းထက်စားတယ်တခါတလေဆိုရင်လည်းဒီချစ်တော်နီလေးနဲ့စားလေးနဲ့ olive oil လေးနဲ့တုပ်စားဖြစ်တယ် close it a little let all the air out and do this no air ဆိုရင်အဲ့ဒါဆိုရင်တော့နည်းနည်းကြလေးစားရတာပေါ့နော်တထုပ်ဖောက်ပြီးတော့ထုတ်စားတယ်ဒီဘက်မှာချိုလုံနေတော့ဟိုဘက်မှာလည်းပဲ thank you Chloe ဒီဘက်မှာသူကသူအရေလေးတွေထွက်လာပြီဒီရေလေးတွေထွက်လာပြီဆိုရင်ဒီရေလေးတော့ပြလိုက်ရုံပဲသူကမှပြော့လာပြီခုနတော့မမကြီးလေအခုပြော့လဲဒီရေလေးတော့ပြလိုက်တယ်တော့ပြီးတော့ချိုကဒီဆူရှီကအရေနဲ့ချိုကစိတ်နာပုံမှန်ဆိုရင်တော့ vinegar လေးတခြားလေးထည့်ရတာပေါ့နော်ဒါပေမဲ့လည်းဒီ sushi ကဒီအရေးကြတော့သူကအချိုတက်လေးလည်းပါတယ်အချစ်တက်လေးလည်းပါဆိုတော့ချိုကဒါပဲထည့်တာကြိုက်တယ်ဆိုတော့ချိုဒါလေးပဲဒီ seasoning ပဲထည့်လိုက်တာပေါ့နော်ဒီ sushi ထည့်မှထည့်တယ်ဒီထမင်းတွေလုပ်လို့ရှိရင်လေဒီအရေးလေးထည့်တာလေသူကချွတ်ချင်းလေးဆိုတော့ချိုဒါလေးပဲနဲ့တိတ်ထားလိုက်တယ်နောက်နေ့ဆိုရင်2ရက်3ရက်လောက်ဆိုရင်တော့ရပြီပေါ့နော်အဲ့ဆိုချိုကဒါကိုထမင်းနဲ့ငပိထောင်နဲ့တူစားတယ်လောက်စားကြည့်နော်ဆိုရင်ချိုဒီဗီဒီယိုလေးဒီမှာပဲဆောက်တက်လိုက်တော့မယ်နော်နောက်ဗီဒီယိုမှာထပ်တွေ့မယ်အားလုံးပဲ bye bye thank you